သားတို့သမီးတို့ရေဒီနေ့လာကုန်ပြီနော်မေဒီလာကြလာစားလေငါသမီးရချစ်ဖို့ကောင်းမေလာဆိုချိုနေရနော်ပြေးလားပြေးရောမေမရောမေလာကုန်ကနီခေါင်းလောင်းကြီးနော်ငါသားလေးကတော့အချစ်စရာအကောင်းဆုံးဟမ်မေအဲ့ဆိုသမီးရအောင်အော်မလေးငါချွေးမလေးကလည်းပို့ပြီးတော့တောင်ချစ်ဖို့ကောင်းသေးတယ်နော်မလေးပတ်စံလေးတွေကဝင်းနေတာပဲဒါလေးတွေကိုမြင်ရရင်လေးစိတ်ကိုချမ်းသာနေတာပဲဟမ်ဟိုနှကောင်ဟိုလင်မယားဟဲ့ကိုဦးမိမွေးအေးခေါင်းနေပြီလာယောအမေဘယ်မလဲလာစားဒီနေ့လာကုန်ပြီလေမေဟိုဒီလာလေလာစားတာမအပ်နိုင်ဘူးမေဒီလာစားမအပ်နိုင်ဟဲ့နင်တို့ကိုလေငါတားငယ်လေးလင်မယားပေးတဲ့လာစားတဲ့တောင်ထောက်ဝက်လျှော့ထားပေးတာလေနင့်မိန်းမအလုံးမရှိအကင်မရှိမှမို့လို့လေအဲ့ဒါတော့မှနင်တို့ကမအပ်နိုင်ဘူးလားဘာဖြစ်လို့လဲမဟုတ်ဖြစ်စရာဒီလိုပါမေဟိုမွေးမေကလေဒီလာမှာသူနေမကောင်းဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ဒါလည်းရတဲ့လာစားအကုန်လုံးမွေးမေရွာလွှဲပေးလိုက်ရလို့ပါမေဩရောက်ခမကိုလွှဲပေးလိုက်ရလို့ဟုတ်လားဟမ်ငါလဲနင့်ကိုမွေးထားတဲ့အမေပါကို့အမေကြတော့မပေးဘူးရောက်ခမကြတော့သွားလွှဲတယ်ဟုတ်လားတော်နင်ကလေမွေးရချိုးမနှက်တဲ့အကောင်ပဲဟမ်မဟုတ်ပါဘူးမေမေကအရေးပေါ်ဖြစ်နေလို့အရေးကြီးလို့ပေးလိုက်တာပါတော်ညီရှာမရှိနဲ့ညီဘာမှဝင်ပြောစရာမလိုဘူးညီကလေဒီဟိုစရောက်ခရဲရလေငါသားလာစာအပ်မအောင်မအပ်စေချင်လို့ညီချဲလဲနေတာဟုတ်တယ်မလားဟမ်မိမလဲတိမ့်ကျွယ်မရှာနာခွနဲ့မွေဟောက်မအမေအဲ့လိုလည်းမဟုတ်ပါဘူးမေမင်းလည်းဘာမှဝင်ပြီးရှာမရှိနေနဲ့နော်မင်းကလေငါမွေးထားပြီးတော့လေငါတုံးကအကောင်ဒီတောသူမှချဲလဲတာကိုမျိုးစုံခံနေရတယ်လူမတုံးတဲ့ဘူးလုံးကောင်နော်ငါသားလို့မပြောနဲ့ငါရှက်တယ်သိလားသွားနင်တို့မျက်နှာမကြည့်ချင်ဘူးထွက်သွားမေအဲ့လိုထွက်သွားလို့မရဘူးလေဘာလို့ကပိုလဲပေးရသေးတယ်ပြီးတော့ဒန်းလူစားမယ်ဆိုအမေအဲ့ဒါမမြတ်တောက်ဩငါသားလေးတို့လင်မယားတို့တော့ဘယ်သူတို့နဲ့တူဒန်းလူကျွေးပါမလဲစီဦးထော့ပတ် special ကျွေးမှာဒင်းတို့ကတော့တော့စရာနဲ့ငပိရပဲရမယ်သွားခုချက်ချင်းစက်တရေကိုမရှိဘူးမြို့ကြည့်ရတာလေအခုတူများတယ်နေလို့ပြီးလို့စိတ်လျှော့အနေရတာမေရဲ့စိတ်ပြတ်ဖို့ကောင်းတယ်ဒီပါငါသားလေးရဲ့တလားလေးပြောနေရတယ်တိလာရဲ့နင်းဒီတစ်ခေါက်မလိုက်လာလေအရန်နာတာပဲတိလာဆရာတော်ကလေတရားပေးတာလေအရန်ကောင်းတယ်တရားထိုင်ရတာလေအေးချမ်းလိုက်တာပြောမင်းအေးပါအမရဲ့လိုက်ချင်တာအရန်ပဲဟိုပြောမယ်ဆိုလို့ရှိရင်လေဒီရက်ပိုင်းကလက်ကုံရက်လည်းဖြစ်တယ်အိမ်မှာလည်းစိတ်ချရမယ်လို့မရှိဘူးအမရဲ့ကိုပဲအကုန်လုံးပြောပေးနေရတာအဲ့အတွက်ကြောင့်မလို့မလိုက်ရတာအမရဲ့ဟိုပြောမယ်ဆိုလေတရားစခန်းမှာပဲညီမစိတ်ကရောက်နေတာအမရဲ့မလီအေးငါအိမ်မှာဆိုလေအရန်စိတ်ချမ်းသာတာလေငါဘာမှလက်ကြည့်စရာမလိုငါချွေးမလေးဆိုအောက်ထစ်တဲ့အကုန်လုံးတာစီးပွားရေးဆိုလဲလေ तू ပဲအကုန်လုံးဦးစီးတာ तू ကနိုင်ငံခြားဝယ်ယူလာတာလေသူ့မိဘဆိုလဲလေဒီမှာရွှေဆိုင်ဖွင့်လာတာဟေးပါမဆန်းဝင်းကတော့ချွေးမရတာအရန်ကန်ကောင်းတာပဲဩငါလည်းဘာထုလို့လဲမဆန်းရဲ့အိမ်ကလေချွေးမလေးက online shop လုပ်တာတအိမ်လုံးကိုလည်းသူ့ပဲလုပ်ကျွေးနေတာဟိုတလောကလေ online shop ရတဲ့အမြတ်တွေနဲ့လေမော်ဒယ်မြင့်ကားတစ်စီးဝယ်လာပေးတာဟောကောင်းလိုက်တာအားကြတယ်အမရဲ့အမတို့နေအောင်ဟုတ်တဲ့အိမ်ကိုတစ်တရဟဲ့အမရဲ့ဘယ်ရလာအိမ်မော်တစ်ရမှာလဲအဲ့ဒါကျမရဲ့ချွေးမအကြီးကျမသားကြီးอ่ะအမရဲ့ဘယ်တောချိုအောင်ကြလည်းမသိပါဘူးခေါ်ချလာတာတောသူမအဲ့ဒါကိုကျမမှာချွေးမတော်နေရတယ်အမရဲ့ကျမဒုက္ခကိုလည်းကြည့်ကြပါဦးအမတို့ချွေးမရင်းနဲ့မြန်တခြားစီနော်ပတ်စံလည်းမရှာနိုင်ဂုံဒရက်လည်းဘာမှမရှိဘူး10တန်းတောင်မအောင်အမရဲ့တော်အာရုံနောက်တယ်သိလားသားသမီးကခေါ်လာလို့ဒါကို့မှာလက်ခံထားရတာဟဲ့သွားချပြီးမြန်သွားဟဲ့သွားလေအိမ်ရှိမှာဘာလဲစက်သေးမရှိဘူးသွားနောက်ဘက်မှာသွားနေသွားအဲ့ဒါပဲအမရဲ့စိတ်ကိုမချမ်းသာပါဘူးအမရဲ့နောက်ကကြံနေလိုက်ခဲ့နော်ဖုန်းကြီးကလေတရားပေးတာအယမ်းမှန်တာအေးဘာအယမ်းမှန်တာလဲဩတရားပေးတာကောင်းတယ်လို့ပြောတာပါအေးလိုက်မယ်နောက်လာကြရင်ဆက်လာခဲ့မယ်နော်စားအမမဟုတ်စားကော်ဖီလည်းတောက်နစ်လိုမျိုးအိမ်မှာခိုကတ်စားတောက်နေတဲ့ကန့်ညောင်မှမဟုတ်ဘူးနင်ငါခိုင်တော့ရမှာပဲလေမန့်ွယ်ကျမအိမ်မှာလေခိုကတ်စားနေတယ်ဆိုပေမဲ့လေတအိမ်လုံးရဲ့ဝေးရဝစ်စာအားလုံးမွေးကိုယ်တိုင်ပဲလုပ်ပေးနေတာပါဟမ်ငါကြားနေတယ်နော်အကုန်လုံးနားထောင်နေလို့အကောင်းအောင်မေ့မနေနဲ့မဟုတ်ဘူးမေမွေးရတကယ်မှအားသေးလို့ပါမိမွေနင့်ကဒီစတိုကန်နဲ့အဝတ်တွေရှင်းပါလို့ပြောထားတာလေဘယ်တော့ကြာနေပြီလဲမွေးရှင်းပေးပါမယ်မွေးမအားသေးလို့ပါဟဲ့နင့်ကပြောထားတာတော်တော်ကြာနေပြီလေပြီးတော့ဘယ်နှခေါက်တောင်ရှိနေပြီလဲမ
ဝေးတကယ်ကိုမအားသေးလို့ပါမွေးတခြားဝေးရဝေးစားရတယ်လုတ်ပေးနေတာပဲလေ ဟုတ်ပါဘူးနင်ကငါ့အပေါ်မလို့ဒီလိုလုပ်နေတာနင်ကအရင်မဆိုင်တာမလား မန့်နွယ်ရဲ့အဲ့လောက်တောင်ဖြစ်နေလို့ရှိရင်မန့်နွယ်ကိုယ်တိုင်ရှင်းလိုက်ပါလားမွေးပါလို့လာရှင်းခိုင်းနေတယ် ဟဲ့မိမွေငါအလုံးနဲ့အကင်နဲ့ဟဲ့နင့်လိုမျိုးအိမ်မှာခိုကတ်စားတောင်းနေတဲ့ကန့်ညောင်မှမဟုတ်ဘူးနင်ကခိုင်တော့ရမှာပဲလေ မန့်နွယ်ကျမအိမ်မှာလေခိုကက်စားနေတယ်ဆိုပေမဲ့လေတအိမ်လုံးရဲ့ဝေးရဝိစာအားလုံးမွေးကိုယ်တိုင်ပဲလုတ်ပေးနေတာပါမသိရင်လေအိမ်ရဲ့ကြုံကြီးလို့ပဲ ဟဲ့ဘာအိမ်ရဲ့ကြုံနေတခင်နေပြောနေတာဟမ်ငါကြားနေတယ်နော်အကုန်လုံးနားထောင်နေလို့အကောင်းအောင်မေ့မနေနဲ့ မဟုတ်ဘူးမမေမွေးရတကယ်မအားသေးလို့ပါຫນွယ်ရှင်းခိုင်းထားတဲ့အတိုင်းမမွေးရှင်းပေးပါပါမမွေးလုံးလက်စားအလုပ်ကလေးလည်းရှိနေတယ်လို့ပြီးမမွေးရှင်းပေးပါပါ မဟုတ်ဘူးမမေဟိုတို့လေသမီးကဒီစတိုကောင်ကိုရှင်းခိုင်းတာတပတ်တောင်ကြာနေပြီမမေရဲ့အဲ့ဒါလေညင်ပန်းကစားပြန်ပြောနေတာ ကြားတယ်ငါကြားတယ်နော်ဒီမှာမိမွေနဲ့ငါပြောလိုက်မယ်နင်ပတ်စံမရှာနိုင်ဘူးဆိုရင်ဒီအိမ်မှာပတ်စံရှာတဲ့လူရဲ့ခိုင်းတာကိုနင်လောက်ရမှာပဲနော်အဲ့တော့နင်ဒီနေ့ဒီစတိုကန်ကိုအပြီးရှင်းမရှင်းရင်တော့လင်မယားနဲ့အိမ်မွားဆင်းကြားလားသမီးလား တကယ်ချင်းမွေနေမတွေ့ရအောင်ကြာပြီနော်အစင်ရောပြေရလား မပြေပါဘူးဟာငါကအလုံးမရှိအကင်မရှိဆိုတော့တမိသားစုလုံးရင်ဝိုင်းနေတာခံရတာပေါ့ရောက်ခမာနေလိုက်ရောင်းမနေလိုက်မက်ကနေလိုက်နဲ့ငါမှနေစရာမရှိပါဘူးဟာ အဲ့ဆိုလို့ရှင်စီးပွားရေးလေးတစ်ခုလောက်လုပ်ကြည့်ပါ ငါစီးပွားရေးထွက်လုပ်တယ်ထားပါအောင်တအိမ်လုံးရဲ့ဝေယဝိဆချက်ရေးပြုတ်ရေးဘယ်သူမှတာဝန်ယူမှာလဲငါတန်မိုးလေဒီအိမ်ကနားမလဲကြပါဘူးဟာ အဲ့ဆိုလို့ရှင်အပြင်ထွက်ပြီးတော့အလုပ်လုပ်စရာမလိုပဲနဲ့ငါအခုလုပ်နေတဲ့ဘေးမီမြန်မာကုမ္ပဏီကနေပြီးတော့ cosmetic လေးယူပြီးရောင်းကြည့်ပါလား နေတအားကိုအဆင်ပြေလာတာပဲနော်ဟိုနင်ပြောရဲပါဘီမီမြန်မာ cosmetic ဘီမီမြန်မာ cosmetic ဟယ်လိုအော်ဟုတ်ကဲ့မဟုတ်ညီမအခုရောင်းနေရတော့ BB product လေးပေါ့နော်။အော်မအဲ့ BB product မှာဆိုရင်အရင်နာမည်ကြီးတာလေ Triple Makeup မသိလား။ Triple Makeup ကလေးမှပြီးပြီ။သူက24နိုင်နေအောင်24နိုင်လဲခံတယ်ပြီးရေဆိုချွေးဆိုလဲခံတယ်ပြီးတော့ညီမတို့ဒီအစီဓာတ်တွေလည်းထိမ့်မိရပေါ့နော်။အစီပြန်တာတွေလည်းထိမ့်မိရ။အော်အမအမဲဆက်လည်းတအားကိုဖုံးမိရသိလားမ။ဟုတ်တယ်အမ။သူကလေအရေလည်းမပြစ်တာဆိုတော့လေလိမ့်လိုက်တဲ့ခါကျရင်တိတ်တိတ်လေးနဲ့တအားလေးလည်းနေလို့ကောင်းတယ်မ။ဟုတ်တယ်မသူ့မှာထူးခြားချက်ကတော့လေဟိုနေအောင်ဓာတ်တွေကိုကာကွယ်ပေးတဲ့ sun cream ပါတာပေါ့နော်နေအောင်ကြည်ဓာတ်တွေကိုကာကွယ်ပေးရမှာဟုတ်ကဲ့ပါအမဟုတ်ကဲ့ဟုတ်ပြီးမိအဲ့ဒီ triple makeup မှာဆိုရင်ပြည်နေညီမတို့လူဒီမြန်မာအမျိုးသမီးတွေအသားရည်နဲ့ကိုက်ညီတဲ့ပါပေါ့နော်အသားညိုတဲ့လူအသားလက်တဲ့လူအသားဖြူတဲ့လူအတွက်လည်းလေသူကလေဟို foundation နံပါတ်ကလေးတွေကိုမူတည်ပြီးတော့လေသူကထုတ်ထားပြီးတယ်မဟုတ်တယ်မဟုတ်ကဲ့ပါမအသားဖြူတဲ့လူအတွက်ဆိုရင်တော့မ B01 ပေါ့နော်အသားလက်တဲ့လူဆွဲဆိုရင်တော့ B02 အသားညိုတဲ့သူဆိုရင်တော့ B03 ပေါ့ဟုတ်ကဲ့မဟုတ်ကဲ့ဟုတ်မတို့ဒီ Bimi Triple Makeup ကိုလည်းအိတ်ဆောင်လေးနဲ့ထုတ်ပေးထားတယ်မဟုတ်ကဲ့ဟုတ်မဒီလိုလုပ်လေမဒါလေးတွေကိုအစမ်း3ကြည့်ပြီးတော့အမသဘောကျတယ်ဆိုတော့ဘူးကြီးဝယ်3ကြည့်ပေါ့နော်မဟုတ်ကဲ့ပါမဟုတ်ကဲ့ပါရှင်ဟောင်မဝယ်မယ်ဆိုရင်ညီမတို့ဒီဖုန်းဖိုင်ပါမှာလိပ်စာလေးတင်ထားပြီးလိုက်ပါနော်မဟုတ်ကဲ့ပါမဟုတ်နောက်ထပ်သိချင်တာရှိလို့ရှင်လည်းမဖုန်းဆက်ပြီးတော့စုံစမ်းလိုက်ပါရနော်ဟုတ်ညီမတို့အသေးစိတ်ကိုတိကျလေးရှင်းပြပေးပါမယ်ရှင်ဟုတ်ကဲ့ပါမကျေးဇူးတင်ပါတယ်ရှင်တကယ်ချင်းငါရောကအစင်ရောပြေရင် ကြည်ရပါနင်ကငါးထက်တောင်မှကြော်တက်နေသေးတယ်ငါတော့မနာလို့တော့ မဟုတ်ပါဟဲ့ငါတကယ်ချင်းတင်ပြီလို့ပါ အေးပါနင်လည်းဆက်ပြီးစူးစား အေးပါတကယ်ချင်းနှခမ်းတရားအားလုံးပဲမင်္ဂလာပါညီမဒီနေ့တော့ဘီမီရဲ့နှခမ်းနီလေးတွေနဲ့မိတ်ဆက်ပေးမှာပေါ့နော်သူကအယောင်5မျိုးတောင်ထွက်ထားတာအယောင်5မျိုးထွက်ထားဆိုတော့အယောင်လေးတွေကိုညီမတို့ကနာမည်လေးတွေလည်းပေးထားရပေါ့နော်ဒါက Rosie ကကြတော့ဘာရောင်လေးလဲချိုချင်ရောင်လေးပါရှင်ကဲပါဒါကကြတော့ဟုတ်ကကြတော့ပန်းခရမ်းရောင်လေးပါရှင်ဒါကဘိုးကကြတော့အုတ်ကျိုးရောင်လေးပါရှင်ဒါက strong ကကြတော့လိမ္မော်နီရောင်လေးပါမအော်ရာဒီတက်တယ်တစ်ချက်ကြည့်ပေးပါအောင်ဟုတ်တယ်ကြည့်လိုက်မယ်နော်ဒါက rich ကကြတော့ပန်းစီရောင်လေးအစော်လေးအယောင်လေးတွေကလေတအားကိုလာတာနော်မအော်ရာလေးတက်တယ်ဟုတ်ကဲ့ဟုတ်မဝါက9ဘူးလုံးယူမယ်တဲ့မ9ဘူးယူမယ်တဲ့နော်ဟုတ်ဗာလေမဟေမာကပန်းစီရောင်လေးအော်ပန်းစီရောင်လေးဒီမှာမပန်းစီရောင်အော်ဒီနှခမ်းနီလေးကလေဟိုညီမတို့တာမန်ဝယ်မယ်ဆိုရင်နှခမ်းနီတစ်ချောင်းဆိုရင်လေနှခမ်းမှာပဲဆိုလို့ရတာပေါ့နော်ဒါကဘီမီထုတ်တဲ့ဒီနှခမ်းနီလေးက3မျိုးတောင်3ပြူလို့ရတယ်ပေါ့နော်သူကနှခမ်းမှာလည်းဆိုလို့ရတယ်ညီမတို့ပါးမီဖြစ်နေ3ပြူလို့ရတယ်ပြီးတော့ဒီမျက်ခုံးမှာအယောင်လေးတွေတင်တာနဲ့လည်းအမျိုးတော့သုံးလို့ရတယ်ပေါ့နော်အဲကြောင့်မို့ညီမတို့က3 in 1လို့ပြောတာပေါ့နော်ဟုတ်
ငွေတစ်ချောင်းလေးစုပြမယ်နော်ဒါလေးကဟုတ်